လူကြီးမင်းတို့ကဂျပန်နိုင်ငံရဲ့တစ်တောလုပ်ငန်းကိုပံ့ပိုးပေးနေတဲ့အရေးပါသောမိတ်ဖက်များဖြစ်ပါတယ်။အခုချိန်ကစပြီးဂျပန်နိုင်ငံရဲ့တစ်တောလုပ်ငန်းများဘေးကင်းသောတစ်တောလုပ်ငန်းများနဲ့ပတ်သက်ပြီးဥပမာများနဲ့တကွမိတ်ဆက်ပါမယ်။အလုပ်ရှင်များနဲ့အတူဘေးကင်းပြီးမှန်ကန်တဲ့လုပ်ငန်းလုပ်ဆောင်ဖို့ကိုတည်တည်ချာချာမှတ်သားပေးပါ။ပထမဦးစွာဂျပန်နိုင်ငံတစ်တောလုပ်ငန်းနဲ့ပတ်သက်ပြီးလွယ်ကူစွာရှင်းလင်းပြပါမယ်။ဂျပန်နိုင်ငံရဲ့တစ်တောဟာခန့်မှန်းခြေ25တန်းဟက်တာရှိပါတယ်။နိုင်ငံမြေဧရိယာရဲ့80%ဟာတစ်တောဧရိယာများဖြစ်ပြီးကမ္ဘာတစ်တောအထူထပ်ဆုံးနိုင်ငံထဲမှာတစ်ခုဖြစ်ပါတယ်။ဂျပန်နိုင်ငံရဲ့တစ်တော90%ဟာသဘာဝလျောက်ပေါက်ရောက်တဲ့သဘာဝတစ်တောဖြစ်ပြီးကျန်တဲ့80%ရဲ့ခန့်မှန်း10တန်းဟက်တာဆိုရင်စိုက်ပျိုးထားတဲ့တစ်တောလူလုပ်တစ်တောဖြစ်ပါတယ်။ထို့တစ်တောအများစုဟာဆိုလို့ရှိရင်စင်ကြေရှောမြေအနေထားမှာတည်ရှိပြီးအားလုံးကိုလူတွေရဲ့လက်နဲ့တင့်တော်သလိုစီမံခန့်ခွဲရန်လိုအပ်ပါတယ်။လူလုံတစ်တောမှာတစ်ပင်စိုက်ပျိုးခြင်းမှရိတ်သိမ်းသည့်အထိတန်တရားစဝင်းကိုတစ်ပင်စိုက်ပျိုးရန်နေရာဖန်တီးခြင်းမြေပြင်ပြင်ဆင်မှုကိုလှုပ်ဆောင်ပြီးပျိုးပင်များကိုစိုက်ပျိုးခြင်းမှအစပြုပါသည်စိုက်ပျိုးပြီးနောက်နှစ်တော်ကြာမှစိုက်ပျိုးထားတဲ့တစ်ပင်များကိုခြုံနွယ်များကအနှောက်အယှက်မပေးနိုင်အောင်ခြုံနွယ်ရိတ်သိမ်းခြင်းကိုလည်းလှုပ်ဆောင်ရပါမယ်လူလုံတစ်တောများစိုက်ပျိုးပြီးနောက်15နှစ်အကြာမှာရှုပ်ထွေးလာတဲ့တစ်ပင်များအကြားကိုအချိန်အားလျော်စွာဖျက်ထောက်ခြင်းကိုလှုပ်ဆောင်ရပါတယ်ထို့နောက်စိုက်ပျိုးပင်များလုံလောက်စွာကြီးထွားလာတဲ့အဆင့်မှာတစ်ခုတ်ခြင်းတစ်စုဆောင်ခြင်းတည်ယူခြင်းလှုပ်ဆောင်ပြီးတစ်သားထုတ်ကုန်များနှင့်လောင်စာဇီဝကုန်ကျန်းများအဖြစ်အသုံးပြုပါသည်တစ်တောထုတ်လုပ်ခြင်းအလုပ်ကစိုက်ပျိုးခြင်းပြိုးထောင်ခြင်းရိတ်သိမ်းခြင်းစတဲ့တန်တရားကိုလက်ပတ်နေတဲ့စက်ဝင်းပုံစံတစ်တောလုပ်ငန်းအနေနဲ့နှစ်ရှည်လများစွာလုပ်ကိုင်ရတဲ့စက်မှုလုပ်ငန်းဖြစ်ပါတယ်တစ်တောလုပ်ငန်းဟာရာသီအလိုက်လုပ်ငန်းအကြောင်းအရာများကိုသတ်မှတ်ထားပါတယ်။ဆောင်းရာသီမှာနွေဦးရာသီအထိမြေပြင်ပြင်ဆင်မှုနဲ့တစ်ပင်စိုက်ပျိုးမြေနေရာမှာရှိတဲ့အကိုင်းအခက်အရွက်များနဲ့မြက်ပင်များကိုဖယ်ရှားခြင်းလုပ်ငန်းကိုလည်းလုပ်ဆောင်ရပါတယ်။နွေဦးရာသီမှာပျိုးပင်များကိုစိုက်ပျိုးပါတယ်။နွေရာသီမှာပျိုးပင်တွေဘက်မှာရှိတဲ့ပေါင်းပင်များကိုရှင်းတဲ့အလုပ်ကိုလုပ်ဆောင်ရပါတယ်။နွေဦးရာသီမှာကြီးထွားမှုမကောင်းတဲ့စိုက်ပျိုးပင်များအကြားဖြတ်ထောက်ခြင်းနဲ့အရည်အသွေးကောင်းမွန်တဲ့တစ်ပင်များကိုပြုစုပျိုးထောင်ရန်အတွက်မလိုအပ်တဲ့တစ်ကိုင်းအစရှိသည့်တို့ကိုခုတ်ထစ်ချတဲ့တစ်ကိုင်းခုတ်ခြင်းလုပ်ငန်းကိုလုပ်ဆောင်ပါတယ်။ဆောင်းဦးရာသီမှာဆောင်းရာသီအထိကြီးထွားလာပြီးရှုပ်ထွေးလာတဲ့တစ်ပင်များအကြားကိုဖြတ်ထောက်ခြင်းနဲ့ကြီးထွားလာသောတစ်သားထုတ်ကုန်လုပ်ငန်းလုပ်နိုင်သည့်အပင်များကိုရိတ်သိမ်းခြင်းကိုလုပ်ဆောင်ပါတယ်။ရာသီလေးခုအလိုက်တစ်တောလုပ်ငန်းတွေမှာဘေးကင်းစွာဆောင်ရွက်နိုင်ရန်အတွက်ချက်လက်များရှိပါတယ်။ထို့အချက်များကိုဥပမာများနဲ့တကွမိတ်ဆက်ပေးပါမယ်။ထို့အပြင်ဂျပန်နိုင်ငံ၏တစ်တောလုပ်ငန်းလုပ်ကိုင်နေစဉ်မှာဖြစ်ပေါ်တတ်တဲ့မတော်တဆမှုမှာစိုက်ပျိုးခြင်းနှင့်ပျိုးထောင်စဉ်အတွင်းတစ်ခွဲလုပ်ငန်းအတွင်းတစ်ပင်ခုတ်လုပ်ငန်းအတွင်းမှာအမြောက်များဖြစ်ပေါ်တတ်ပါတယ်။ဤမတော်တဆမှုများကိုသတ်မှတ်ထားသည့်လုံထုံးလုံနည်းများကိုလိုက်နာခြင်းပတ်ဝန်းကျင်ကိုချိန်ညှိခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။လူကြီးမင်းများမတော်တဆမှုမဖြစ်ရအောင်ဘေးကင်းတဲ့တစ်တောလုပ်ငန်းရဲ့ပထမအဆင့်အနေနဲ့ဤဗီဒီယိုအကြောင်းအရာများကိုတည်တည်ချာချာနားလည်ထားပါ။ဘေးကင်းစွာအလုပ်လုပ်နိုင်ရန်အတွက်စီးမြင်များကိုလိုက်နိုင်ရန်လိုအပ်ပါတယ်။လုပ်ငန်းလှုပ်ဆောင်ပုံနဲ့သတိပေးချက်များကိုတေချာနားထောင်ပြီးလုံခြုံတဲ့လုပ်ငန်းရဲ့နည်းလမ်းများကိုနားလည်ထားပါ။နားမထောင်ပါကအသိပညာမရနိုင်ပါ။မတော်တဆမှုကိုကာကွယ်ရန်အတွက်ရှင်းလင်းချက်ကိုတည်တည်ချာချာနားထောင်ကြရအောင်အပြန်အလှန်ဘေးကင်းရေးကိုစစ်ဆေးကြရအောင်သွေးပူလေ့ကျင့်ခန်းနဲ့အကျော်ဆန့်ခြင်းဟာထိခိုက်ဒဏ်ရာရခြင်းကိုကာကွယ်ပေးမှုနဲ့ဆက်ဆံနေပါတယ်။
နေ့စဉ်ကျန်းမာရေးကိုထိန်းသိမ်းနိုင်ရန်အတွက်ဤစနစ်ကျတဲ့နေထိုင်မှုအလေ့အကျင့်ကိုလိုက်နာရန်အရေးကြီးပါတယ်။ညဘက်ပျော်ပါခြင်းညဉ့်ညက်တဲ့ထိတ်နေခြင်းကိုမပြုလုပ်ရပါ။တည်တည်ချာချာအိပ်စက်ကြရအောင်။လုံခြုံစွာအလုပ်လုပ်နိုင်ရန်အတွက်ခန္ဓာကိုယ်အခြေအနေကိုသုံးသပ်ခြင်းနဲ့အစီရင်ခံခြင်းဟာလည်းအရေးကြီးပါတယ်။နေထိုင်မကောင်းပါကအလွန်ကျွံ့မလုပ်ဘဲနဲ့အာမနာပဲဆွေးနွေးတိုင်ပင်ကြရအောင်။တောင်ကြားချိတ်ဝမ်းနေမှာရှိတဲ့အရာတွေဟာခန္ဓာကိုယ်အတွက်မကောင်းတဲ့အရာများရှိပါတယ်။မစားသုံးသင့်ပါ။နားမလည်တဲ့အရာများကိုအလုပ်ရှင်နဲ့ဆွေးနွေးတိုင်ပင်ပါ။လုပ်ငန်းခွင်ကိုတန်းရှင်းပြီးအစီအစဉ်ကျလုပ်ကိုင်ခြင်းဟာဘေးကင်းစွာလုပ်နိုင်ပဲတကားပေါက်ဖြစ်ပါတယ်။အစီအစဉ်တကျတက်ရက်ခြင်းမရှိဘဲပစ္စည်းများကိုတင်ဆက်ထားခြင်းမရှိတဲ့အခါလုပ်ငန်းခွင်မှာလဲကျနိုင်တဲ့အန္တရာယ်ရှိပါတယ်။ပစ္စည်းများသို့လောင်တဲ့နေရာဟာအစီအစဉ်ကျတက်ရက်မှုမရှိဘဲလဲကျခြင်းချွန်ထက်သောအရာများကြောင့်ထိခိုက်ဒဏ်ရာရရှိနိုင်ပါတယ်။ချွန်ထက်တဲ့အရာများကိုထင်ရှားမြင်သာပြီးဘေးကင်းသည့်နေရာမှာအဖုံးအုပ်ပြီးထားရှိကြရအောင်။ကားရဲ့ပစ္စည်းထည့်နေရာမှာထည့်ထားတဲ့ပစ္စည်းတွေဟာအစီအစဉ်ကျတက်ရက်မှုမရှိပါကတကားပွင့်ပြီးပစ္စည်းများပြုတ်ကျပြီးဒဏ်ရာရရှိနိုင်ပါတယ်။ပစ္စည်းကိရိယာများကိုအစီအစဉ်တကျတက်ရက်အောင်လုပ်ပြီးကားထဲသို့ထည့်ကြရအောင်။လုပ်ငန်းခွင်ရဲ့တောင်ပေါ်လမ်းတွေဟာမတည်မငြိမ်ဖြစ်ပြီးကြောက်စရစ်ခဲများနဲ့ချော်တွက်နေတဲ့မျက်နှာပြင်တွေကြောင့်ပြုတ်ကျတဲ့မတော်တဆမှုတွေဖြစ်နိုင်ပါတယ်။မတည်ငြိမ်တဲ့ခြေထောက်အနီးနားမှာတောင်ဆောင်များကိုတတိထားပြီးလမ်းလျှောက်ကြရအောင်။အနားယူတဲ့အချိန်မျက်ရည်ဆက်ရဲ့ဓာတ်သွားကိုအဖုံးမတက်ပဲလူသွားဆင်းချံဘက်ကိုလှည့်ထားပါကလမ်းသွားလမ်းလာများ၏ထိခိုက်ဒဏ်ရာရစေနိုင်ပြီးအလွန်အန္တရာယ်များပါတယ်။ဓာတ်သွားတွေကိုအဖုံးတက်ထားတဲ့အနေအထားနဲ့လူသွားဆင်းချံဆန့်ကျင်ဘက်သို့လှည့်ပြီးအနားယူကြရအောင်။ဘေးကင်းစွာတစ်တွန်းလုပ်ငန်းကိုလှုပ်ဆောင်နိုင်ရန်အတွက်မတော်တဆမှုကိုတားဆီးနိုင်တဲ့မှန်ကန်တဲ့အဝတ်အစားဖြင့်လုပ်ငန်းလုပ်ခြင်းဟာအရေးကြီးပါတယ်။မှန်ကန်တဲ့အဝတ်အစားနဲ့မလုပ်ကင်ပါကမထင်မှတ်ထားတဲ့မတော်တဆမှုနဲ့ဆက်ဆက်နေနိုင်ပါတယ်။ဘေးကင်းရေးနဲ့ဆက်ဆက်တဲ့ပံ့ပိုးထားတဲ့ကာကွယ်ရေးကိရိယာများကိုခွင့်ပြုချက်မရဘဲဖြုတ်ထားခြင်းလက်မှတ်လွှတ်ထားခြင်းမပြုလုပ်ရပါ။အစီအစဉ်မကျတဲ့အဝတ်အစားဝတ်ဆင်ခြင်းဟာစက်ပစ္စည်းတွေညှက်ပါသွားနိုင်တဲ့အကြောင်းရင်းဖြစ်ပါတယ်။တစ်တိုးလုပ်ငန်းလုပ်ချိန်မှာအင်ကြီးလက်ရှိဘောင်းမီရှိလက်အိတ်ခြေထောက်ဆိုင်နဲ့ကိုက်ညီတဲ့ဖနက်ရှည်ကိုအစီအစဉ်တကျဝတ်ဆင်ကြရအောင်။ဥပြင်းတဲ့အချိန်ကာလမှာပန်ကာပါတဲ့အပေါ်ဝတ်အင်ကြီးစသဖြင့်အပူချိန်ဖြင့်ကိုက်ညီတဲ့အစီအမံများကိုလှုပ်ဆောင်ကြရအောင်။ခြုံရွယ်ရိတ်သိမ်းခြင်းလုပ်ငန်းလုပ်ကိုင်နေစဉ်မှာအမျိုးမျိုးသောအန္တရာယ်များရှိပါတယ်။အန္တရာယ်များမှခန္ဓာကိုယ်ကိုကာကွယ်နိုင်ရန်အတွက်အကာအကွယ်ပေးကိရိယာများကိုကျင်းသေးပေါက်တပ်ဆင်ကြရအောင်။အန္တရာယ်များမှခန္ဓာကိုယ်ကိုကာကွယ်နိုင်ရန်အတွက်အကာအကွယ်ပေးကိရိယာများကိုတေချာပေါက်တပ်ဆင်ကြရအောင်။တောတောင်အတွင်းမှာပြားမြေပွေးပိုးမွှားမျှော့စသည့်အန္တရာယ်ရှိသောတိရစ္ဆာန်များအပင်များရှိသည့်အတွက်သတိထားကြရအောင်အန္တရာယ်ရှိသည့်တိရစ္ဆာန်များရဲ့အထိုးခံကိုက်ခံရချိန်မှာချက်ချင်းလို့ပေါ်ကိုင်ဘက်ကိုအတိပေးပြီးအလုတ်ရှင်နဲ့အတူအလျင်မြန်ဆေးရုံသို့သွားကြရအောင်တောတောင်အတွင်းမှာအဆူးပင်ရှိတဲ့အပင်များနဲ့ထိတွေ့မိပါကရောင်ရမ်းစေသည့်အတွက်သတိထားကြရအောင်အန္တရာယ်ရှိအပင်များကိုထိမိပြီးအဆူးထိခြင်းရောင်ရမ်းလာခြင်းများရှိလာတဲ့အခါမှာအလုတ်ရှင်နဲ့ဆွေးနွေးတိုင်ပင်ပါ
မိုးကြိုးပစ်ချိန်မှာမော်တော်ယာဉ်အဆောက်အအုံဂျိုင်ဝမ်စီကိုရွှေ့ပြောင်းကြရအောင်ကြီးမားတဲ့တစ်ပင်ကြီးများအောက်ဟာအလွန်အန္တရာယ်များတဲ့အတွက်အနားမကပ်ရပါမိုးကြီးလေပြင်းစသည့်ကြောင့်တစ်ပင်များပြိုလဲခြင်းမြေပြိုခြင်းအန္တရာယ်များကိုခံမှန်းထားနိုင်သည့်အချိန်တွင်လုပ်ငန်းကိုရပ်တန့်ကြရအောင်ထိခိုက်ဒဏ်ရာနဲ့မတော်တဆဖြစ်ပွားချိန်မှာချက်ချင်းဒဏ်ရာရသူရဲ့အနားကိုမကပ်ပဲဘေးပတ်ဝန်းကျင်အခြေအနေကိုတေချာကြည့်ရှုပြီးမှမိမိကမတော်တဆမှုကြားညပ်ပါမသွားနိုင်ကြောင်းစစ်ဆေးပြီးမှအနားသို့ကပ်ပါထိခိုက်ဒဏ်ရာရသူရဲ့အခြေအနေကိုစစ်ဆေးပြီးနောက်လုပ်ငန်းခွင်ရဲ့တာဝန်ရှိသူကိုအသိပေးပြီးမိသက်ဌာန119သို့သတင်းပို့ကလူနာတင်ရင်ကိုဆေလွတ်ပေးဖို့တောင်းဆိုပါ119သို့သတင်းပို့ပြီးတဲ့နောက်မှာအလုပ်ရှင်ကိုထိခိုက်ဒဏ်ရာနဲ့မတော်တဆမှုအကြောင်းအရာကိုဆက်သွယ်ပါထိခိုက်ဒဏ်ရာရသူကလှုပ်ရှားနိုင်ပါကဘေးကင်းတဲ့နေရာကိုရွှေ့ပြောင်းပေးပါလုပ်ငန်းခွင်မှာအရေးပေါ်ဆေးတစ်တာကိုပြင်ဆင်ထားပြီးထားတဲ့နေရာနဲ့အရေးပေါ်တစ်တာထဲမှာဘာရှိလဲဆိုတာကိုစစ်ဆေးကြရအောင်ထိခိုက်ဒဏ်ရာရထားသူကခေါ်ဆိုခြင်းကိုတုံ့ပြန်မှုမရှိဘဲအသက်မရှူတဲ့အခါမှာနှလုံးကိုဖိနှိပ်ပေးပါတွေးထွက်တဲ့အချိန်မှာတန့်စင်တဲ့ပဝါစသည်ဖြင့်ဒဏ်ရာအဝကိုတင်းကျပ်စွာဖိထားပြီးတွေးတက်အောင်လုပ်ပါအယိုးကျိုးတဲ့အယိုးကျိုးတဲ့အပိုင်းကိုမလှုပ်ရှားစေရန်ထောက်ထားပေးပါအယိုးကျိုးတဲ့အပိုင်းရဲ့အပြင်ဘက်အပိုင်းကိုတစ်သားအကူအညီနဲ့ပူးတွဲပြီးပတ်တီးစသဖြင့်တင်းတော်သလိုဖိထားပေးပါမော်တော်ယာဉ်အသုံးမပြုနိုင်တဲ့နေရာကနေဒဏ်ရာရရှိသူကိုတည်ဆောင်တဲ့အခါလူတဦးတည်းနဲ့တည်ဆောင်တဲ့အခါကြောပိုးပြီးတည်ဆောင်ပါပြတ်ထုတ်ခံရတဲ့အခါမှာအသက်ဆူလန်းကြောင်းပိတ်ဆို့နိုင်တဲ့အခြေအနေရှိတဲ့အတွက်ကြောင့်ကြောပိုးပြီးမတည်ရပါလူနှစ်ဦးနဲ့တည်ဆောင်တဲ့အခါရင်ဘတ်နဲ့ခြေထောက်မှာကင်ပြီးတည်ဆောင်ပါလက်ရှိနေရာမှာအပေများနဲ့အပေါ်ဝိတ်အင်ဂျီဖြင့်ရိုးရှင်းသောထန်းစင်ကိုပြုလုပ်ပြီးတည်ဆောင်သည့်အခါလည်းရှိပါတယ်တစ်တောလုပ်ငန်းမှာရွယ်စားအမျိုးမျိုးရှိတဲ့လက်နဲ့ကင်ပြီးအသုံးပြုရတဲ့ကိရိယာများရှိပါတယ်ဓမ္မဟာတင်းငယ်တဲ့အပေများကိုခုတ်လဲရန်နဲ့တိကိုင်းကိုခုတ်ချရန်အတွက်အသုံးပြုတဲ့ကိရိယာဖြစ်ပါတယ်ဓမ္မကိုအရန်လွှဲရမ်းခြင်းအရှိထွက်နေတဲ့ခြေထောက်ပက်စီတို့ခုတ်လွှဲခြင်းဟာအန္တရာယ်ရှိပါတယ်ဓမ္မဖြင့်တစ်ပင်ကိုခုတ်တဲ့အချိန်မှာခုတ်လွှဲမိနေရာကိုစစ်ဆေးပြီးခုတ်လွှဲချမိဘက်မှခြေထောက်ကိုအနောက်မှာထားပါဒဇင်ကြီးဟာစိုက်ပျိုးပင်တွေရဲ့အောက်မှာရှိတဲ့ခြုံတွေတွေကိုလမ်းရှိမြက်ပင်တွေကိုရှင်းနှင်းတဲ့အခါမှာအသုံးပြုတဲ့ကိရိယာဖြစ်ပါတယ်ဒဇင်ကြီးကိုအရန်လွှဲရမ်းပြီးခြုံတွေရှင်းခြင်းဟာအန္တရာယ်များပါတယ်ဒဇင်ကြီးနဲ့ခြုံတွေရှင်းနေတဲ့အခါဒဇင်ကိုရှေ့နောက်အနည်းငယ်သာဆွဲယူပြီးလုပ်ငန်းလုပ်ဆောင်ကြရအောင်အကိုင်းခက်များကိုတန်ရှင်းဖို့မြေပြင်ပြင်ဆင်တဲ့အချိန်မှာအကိုင်းများပြန်ရိုက်ခြင်းကိုသတိထားပြီးလုပ်ဆောင်ပါမြေပြင်ပြင်ဆင်တဲ့အခါမှာအပေါ်အောက်လုပ်ငန်းလုပ်ခြင်းဟာအကိုင်းဖျားများကိုပြုတ်ကျနိုင်တဲ့အန္တရာယ်ရှိပါတယ်မြေပြင်ပြင်ဆင်ခြင်းဟာအပေါ်အောက်လုပ်ငန်းမဖြစ်စေဘဲဘေးတိုက်တန်းစီပြီးအကိုင်းများပြန်ရိုက်ခြင်းကိုသတိထားပြီးအကွာအဝေးထားရှိကလုပ်ဆောင်ကြရအောင်ပေါက်ပြားဟာတစ်ပင်စိုက်ပျိုးတဲ့အခါတွင်းတူးတဲ့အခါမြေဖို့တဲ့အခါမှာအသုံးပြုတဲ့ကိရိယာဖြစ်ပါတယ်တစ်ပင်စိုက်ပျိုးဖို့တွင်းတူးတဲ့အခါမှာပေါက်ပြားကိုအရန်လွှဲရမ်းပါကအန္တရာယ်ရှိပါတယ်ပေါက်ပြားကိုအနည်းငယ်သာလွှဲပြီးတွင်းတူးကြရအောင်
ချွန်တက်တဲ့ရွာတွေကိုအသုံးပြုတဲ့လုပ်ငန်းခွင်ပြင်ပမှာခန္ဓာကိုယ်မှာစောင့်ထားပြီးလမ်းလျှောက်ရပါကားထဲထည့်ထားချိန်မှာ case သို့မဟုတ်အိတ်ထဲသို့တင်ဆက်ပြီးကားပစ္စည်းခန်းအတွင်းသို့ထည့်ထားကြရအောင်ကုမ္ပဏီသို့မဟုတ်အိမ်မှာရှိနေချိန်ကားအတွင်းမှာဒီအတိုင်းမထားခဲ့ရပါစိုက်ပျိုးထားတဲ့တစ်ပင်များကြီးထွားမှုကိုအကူအညီဖြစ်စေရန်အတွက်ခြုံတွေရိတ်သိမ်းဆက်ဖြစ်ရိတ်သိမ်းရပါတယ်။အချိန်ပြင်းစွာလှစ်ပတ်နိုင်တဲ့ဓာတ်သွားများရှိတဲ့အတွက်မှန်ကန်တဲ့အသုံးပြုပုံကိုတည်တည်ချာချာနားလည်ထားပြီးဆောင်ရွက်ခြင်းဟာအရေးကြီးပါတယ်။ခြုံတွေရိတ်ဆက်ရဲ့အင်ဂျင်ကိုနှိုးတဲ့အခါမှာဆက်နှိုးတဲ့ကြိုးကိုကင်ထားရင်းနဲ့ဆက်ကိုအောက်ကိုနှိပ်ပြီးနှိုးတာဟာအလွန်အန္တရာယ်ရှိပါတယ်။ဆက်ကိုမြေပြင်မှာခြာထားပြီးမှဆက်နှိုးတဲ့ကြိုးကိုဆွဲပြီးအင်ဂျင်ကိုနှိုးပါခြုံတွေရိတ်တဲ့ဆက်ရဲ့ဓာတ်သွားတွေဟာအမြင့်များနဲ့ထိမိတဲ့အခါရုတ်တရက်ထိပ်ပြားကရွေ့လျားသွားနိုင်တဲ့အတွက်လုပ်ငန်းလုပ်သူအချင်းချင်းနီးကပ်စွာလုပ်ကင်ခြင်းဟာအလွန်အန္တရာယ်များပါတယ်။အချိန်ပြင်းစွာလဲပတ်နေတဲ့ဓာတ်သွားများမှာကျောက်စရစ်ခဲများနဲ့ထိမှန်ပြီးခုန်ထွက်ခြင်းရှိနိုင်တဲ့အတွက်ကြောင့်9မီတာအကွာအဝေးဟာအန္တရာယ်ရှိတဲ့ဧရိယာဖြစ်ပါတယ်။နှစ်ယောက်အထက်လုပ်ငန်းလုပ်ချိန်မှာ15မီတာအထက်အကွာအဝေးထားရှိကလုပ်ဆောင်ပါ။ဓာတ်သွားမှာရှစ်ပတ်နေတဲ့မြက်တွေကိုအင်ဂျင်ကိုမရက်ဘဲနဲ့ဖယ်ရှားပါကမြက်များညှိတွယ်မှုပြေသွားတဲ့အခိုက်အတန့်မှာဓာတ်သွားများလည်းလက်ပတ်နိုင်သည့်အတွက်အန္တရာယ်ရှိပါတယ်။အလုံးရှုပ်စရာဖြစ်တော့လဲကျင်းသေးပေါင်းအင်ဂျင်ကိုရပ်တန့်ပြီးညှိတွယ်နေသောမြက်များကိုဆွဲယူကြရအောင်။ကုန်းဆောင်တွေမှာလုပ်ငန်းလုပ်တဲ့အချိန်မှာအောက်ကိုငုတ်ပြီးလုပ်ကင်ခြင်းဟာအလွန်အန္တရာယ်များပါတယ်။အတက်နိုင်ဆုံးခြေထောက်ကိုတည်ငြိမ်အောင်ထိန်းထားနိုင်တဲ့နေရာကိုရွေးချယ်ပြီးခြေထောက်အောက်ခြေကိုတေချာတည်ငြိမ်အောင်လုပ်ပြီးမှလုပ်ငန်းစတင်လုပ်ကြရအောင်။ရွှေပြောင်းချိန်မှာဓာတ်ကိုအဖုံးမအုပ်ပဲကျောနောက်မှာထမ်းပြီးတည်ဆောင်ရွှေပြောင်းခြင်းဟာအန္တရာယ်ရှိပါတယ်။ရွှေပြောင်းတဲ့အချိန်မှာဓာတ်ကိုအဖုံးအုပ်ပြီးဓာတ်ကိုအရှိတွင်ထားကရွှေပြောင်းကြရအောင်အရေးသွေးကောင်းမွန်တဲ့တစ်ပင်များကိုပြုစုပြောထောင်ရန်အတွက်မလိုအပ်တဲ့တစ်ကိုင်းများကိုခုတ်ချသည့်လုပ်ငန်းတွင်လွှတ်ကိုအသုံးပြုပါသည်လွှတ်နဲ့တစ်ကိုင်းကိုဖြတ်တဲ့အခါလက်ကဓာတ်အောက်မှာရှိနေရင်အန္တရာယ်ရှိပါတယ်။တစ်ကိုင်းကိုဖြတ်တဲ့အချိန်လက်ကိုဓာတ်အထက်တွင်ထားရှိပြီးလှုပ်ဆောင်ကြရအောင်။အောက်မှာလူရှိတဲ့အချိန်မှာတစ်ကိုင်းခုတ်ခြင်းဟာအန္တရာယ်ရှိပါတယ်။အောက်မှာလူရှိမရှိစစ်ဆေးပြီးမှတစ်ကိုင်းခုတ်ခြင်းကိုလုပ်ကြရအောင်။စိုက်ပျိုးပင်များအပြင်တစ်ပင်ဖြတ်တောက်ခြင်းနှင့်ရှုပ်ထွေးလာသည့်စိုက်ပျိုးပင်များအကြားအားဖြတ်တောက်ခြင်းတစ်သားထုတ်ကုန်ထုတ်လုပ်နိုင်သည့်တစ်ပင်များကိုရိတ်သိမ်းခြင်းနှင့်တစ်ခွဲချိန်တွင်ချင်းစော့ဖြင့်တစ်ပင်ကိုခုတ်ပါသည်ချင်းစော့မှာအရှိန်ပြင်းစွာလက်ပတ်နိုင်တဲ့ချင်းစော့ဓာတ်များပါရှိတဲ့အတွက်ကြောင့်မှန်ကန်တဲ့အသုံးပြုပုံကိုတည်တည်ချာချာနားလည်ထားပြီးလုပ်ငန်းဆောင်ရွက်ခြင်းဟာအရေးကြီးပါတယ်ချင်းစော့ရဲ့အင်ဂျင်ကိုနှိုးတဲ့အခါ
ဆက်နိုးတဲ့ကြိုးကိုကင်ထားရင်းနဲ့ဆက်ကိုအောက်နှိပ်ပြီးနှိုးတာဟာအလွန်အန္တရာယ်များပါတယ်ချင်းစော့ကိုမြေပြင်မှာချပြီးမှဆက်နိုးတဲ့ကြိုးကိုဆွဲပြီးအင်ဂျင်ကိုနှိုးပါချင်းစော့ရဲ့အရှိလက်ကင်နဲ့အနောက်လက်ကင်ကိုလက်မပြည့်ဆုပ်ထားပြီးတိတိကျကျကင်ပါချင်းစော့ရဲ့ဘရိတ်ကိုကင်တွယ်တဲ့အခါမှာညာလက်ကိုအသုံးပြုပါလက်နှစ်ဖက်ဖြင့်ဘရိတ်ကိုကင်တွယ်ခြင်းသည်အန္တရာယ်ရှိပါသည်ညာလက်ဟာချင်းစော့ကိုကင်ထားတဲ့အနေအထားနဲ့ဘယ်လက်ကိုအောက်သို့ချပြီးဘရိတ်အုပ်ပါလက်လွတ်တဲ့အခါမှာဘယ်လက်ရဲ့လက်မနဲ့လက်ကင်ကိုဆုပ်ထားပြီးလီဘာကိုဆုပ်ကင်ကလွှတ်ကြရအောင်လွှတ်တံပြားရဲ့အစွန်းပိုင်းဟာတစ်ပင်နဲ့ထိတွေ့ပါကလွှတ်တံပြားပြန်ရိုက်ခြင်းနောက်သို့ရိမ့်မိခြင်းဖြစ်ပွားပြီးအလွန်အန္တရာယ်ရှိပါတယ်အစွန်းပိုင်းရဲ့နောက်ကိုရိမ့်မိနိုင်တဲ့ဇုံကိုတစ်ပင်နဲ့မထိစေရန်တတိထားပြီးလှုပ်ဆောင်ကြရအောင်နောက်သို့ရိမ့်မိခြင်းဖြစ်ပွားတော့လဲထိခိုက်ဒဏ်ရာမရရှိနိုင်တဲ့နေရာတွင်လုပ်ငန်းလှုပ်ဆောင်ကြရအောင်စောင်းနေတဲ့တစ်ပင်ငယ်များကိုခုတ်နေတဲ့အချိန်မှာပင်စီကျိုးပြီးပြန်ရိုက်နိုင်တဲ့အန္တရာယ်ရှိပါတယ်။စောင်းနေတဲ့တစ်ပင်ငယ်များကိုခုတ်တဲ့အချိန်မှာအရင်ဆုံးလွှနေရပေးပြီးမှတစ်ပင်ခုတ်ပါ။အပင်အမြင့်ရဲ့နှစ်ဆအတွင်းလူရှိနေတဲ့အခါမှာတစ်ပင်မကုတ်ရပါတစ်ပင်အမြင့်ရဲ့နှစ်ဆအတွင်းလူရှိမရှိကိုစစ်ဆေးပြီးမှတစ်ပင်ကုတ်ကြရအောင်တစ်ပင်ကုတ်တဲ့အခါမှာချင်းစွန်းနဲ့တစောင်းခုတ်ခြင်းဟာအန္တရာယ်ရှိပါတယ်ရင်ဘတ်အမြင့်ရဲ့အချင်း20စင်တီမီတာအထက်ရှိတဲ့ဒုရှိနေတဲ့တစ်ပင်များကိုခုတ်တဲ့အခါမှာအမြင့်ချင်း၄ပုံတစ်ပုံအထက်အနက်ရှိတဲ့အဓိကဖြတ်တောက်နေရာကိုပြုလုပ်ပြီးတင့်တော်တဲ့အနက်ဖြင့်အထိန်ဖြတ်တောက်နေရာကိုပြုလုပ်ပြီးမှခုတ်ပါအဓိကဖြတ်တောက်နေရာနဲ့အထိန်ဖြတ်တောက်နေရာကြားမှာတင့်တော်တဲ့ပမာဏကိုခြားထားပြီးလမ်းကြောင်းကိုဖန်တီးပါတစ်ပင်ခုတ်ချိန်မှာကြိုတင်သတ်မှတ်ထားတဲ့အချက်ပြချက်ကိုလုပ်ငန်းလုပ်ဆောင်ရာဘက်စီသို့လက်ညှိုးညွှန်ပြီးအတန်ထွက်ကတစ်ခုချင်းစစ်ဆေးပေးပါတစ်ပင်အပေါ်မှာတစ်ကိုင်းဆက်နွယ်မှုနဲ့တစ်ကိုင်းကြောင့်များနှင်းစသည်တို့ရှိမရှိကိုစစ်ဆေးပြီးအထက်ပိုင်းအဆင့်ပြေတစ်ပင်အမြင့်ရဲ့နှစ်ဆအတွင်းလူနဲ့အသားအဆီးများမရှိခြင်းကိုစစ်ဆေးပြီးဘေးပတ်ဝန်းကျင်အဆင့်ပြေမာရီယော့တစ်ပင်လှဲကြမိလမ်းကြောင်းမှာအသားအဆီးမရှိကြောင်းစစ်ဆေးပြီးတစ်ပင်လှဲကြမိလမ်းကြောင်းအဆင့်ပြေဘေးလွတ်ရာနေရာနဲ့လမ်းကြောင်းကိုစစ်ဆေးပြီးဘေးလွတ်ရာနေရာအဆင့်ပြေတင်းတီပေါင်းလက်ညှိုးထိုးအတန်ထွက်ကဘေးကင်းရေးကိုစစ်ဆေးကြရအောင်ဘေးကင်းရေးစစ်ဆေးမှုပြီးဆုံးပြီးတစ်ပင်ကိုခုတ်တဲ့အခါမှာကြိုတင်ပြီးသတ်မှတ်ထားတဲ့ပမာဏအချက်ပြမှုပင်မအချက်ပြမှုနောက်ဆုံးအချက်ပြမှုကိုလှုပ်ဆောင်ပါပမာဏအချက်ပြမှုသည်အဓိကဖြတ်တောက်နေရမဖြတ်ခင်လှုပ်ဆောင်ပြီးအန်နီရဲ့ဧရိယာအတွင်းရှိလုပ်ငန်းလုပ်သူများကိုဘေးလွတ်ရာရွှေ့ပြောင်းရန်အသိပေးခြင်းဖြစ်သည်ပင်မအချက်ပြမှုသည်အထ
ထိန်းဖြတ်တောက်သည့်နေရာဖြတ်တောက်ခြင်းလုပ်ငန်းမစမီလှုပ်ဆောင်သည်よしနောက်ဆုံးအချက်ပြမှုသည်ခုတ်ထားသည့်တစ်ပင်ကငြိမ်သွားပြီးပြုတ်ကျမည့်အရာများမရှိတော့သည့်အခါအခြားလုပ်ငန်းလုပ်သူများအားလုပ်ငန်းပြီးစီးကြောင်းအသိပေးခြင်းဖြစ်ပါတယ်ဘေးလွတ်ရာနေရာအထိလမ်းကြောင်းနဲ့ဘေးလွတ်ရာနေရာအားတစ်ပင်မခုံမီကျင်းတေပေါက်စစ်ဆေးထားကြရအောင်တစ်ပင်နဲ့ကြမဲ့လမ်းကြောင်းရဲ့ဆန့်ကျင်ဘက်ရှိအနောက်ဘက်ရဲ့3မီတာနဲ့အထက်ရှိတဲ့နေရာကိုဘေးလွတ်ရာနေရာအဖြစ်ထိန်းသိမ်းထားကြရအောင်တစ်ပင်ရဲ့အနောက်ဘက်စတဲ့ပုံမဘေးကင်းတဲ့နေရာကိုထိန်းထားပြီးဘေးလွတ်ရာသို့ရွှေ့ပြောင်းကြရအောင်ခုံးလက်တဲ့တစ်ပင်လဲကျတဲ့အခါအကိုင်းများကျိုးပြီးလွင့်လာခြင်းပြုတ်ကျခြင်းရှိတဲ့အတွက်သတိထားကြရအောင်ခုံးလိုက်တဲ့တစ်ပင်ဟာအခြားအပင်တို့တွဲရှက်နေခြင်းကိုရှင်းနေရမှာမလုပ်တဲ့အရာများကိုသတ်မှတ်ထားပါတယ်။တွဲရှက်ခံရတဲ့တစ်ပင်အားခုတ်တစ်ခြင်းကိုမပြုလုပ်ရပါ။မလဲကြပဲတွဲရှက်နေတဲ့တစ်ပင်အားအခြားတစ်ပင်ကိုခုတ်ခြင်းဖြင့်ဒီမှန်လဲပြိုစေခြင်းမပြုရပါ။တွဲရှက်နေတဲ့တစ်ပင်များကိုရှင်းနေရမှာအလွန်အန္တရာယ်ရှိသည့်အတွက်တစ်ခုတ်အတွေ့အကြုံနေပါသူသည်တယောက်တည်းမရှင်းနေရပါတွယ်ရှက်နေတဲ့တစ်ပင်ကိုဒီတိုင်းထားပြီးပြောင်းရွှေ့တဲ့အခါမှာတွယ်ရှက်နေတဲ့တစ်ပင်အနီးနားမှာကျိုးပြားများနဲ့ပတ်ပြီးဝင်ရောက်ချင်းတားမြစ်ခြင်းဧရိယာဖြစ်သတ်မှတ်ကလုပ်ငန်းခွင်ရဲ့တာဝန်ရှိသူထံဆက်သွယ်ပါတစ်တောလုပ်ငန်းမှာတစ်တောလုပ်ငန်း73ပစ္စည်းများကိုအသုံးပြုကလုပ်ငန်းလုပ်ကိုင်ကြပါတယ်။တစ်တောလုပ်ငန်း3ဆက်ပစ္စည်းများသည်ကြီးမားသောမြင်းကောင်ရည်အဖြစ်ခုတ်ထားသောတစ်ပင်များကိုရွေရှားစေနိုင်တဲ့အတွက်အနီးအနားမှာအလုပ်လုပ်နေတဲ့အချိန်မှာတတိထားရန်လိုအပ်ပါတယ်။တစ်တောလုပ်ငန်း3ပစ္စည်းများကင်တွယ်ရမှာအထူးပညာပေးလိုအပ်ပါတယ်။အထူးပညာပေးကိုမတက်ရောက်ထားသူသည်ကင်တွယ်ခြင်းမပြုရပါ။စက်ပစ္စည်းများနဲ့တစ်ပင်ခုတ်တဲ့အခါတစ်ပင်အမြင့်ရဲ့2ဆအကွာအဝေးမှာစက်ပစ္စည်းများနဲ့လူများအတူတူပြုလုပ်ခြင်းမပြုရပါစက်ပစ္စည်းများနဲ့တစ်ဆူဆောင်ခြင်းတစ်ခွဲခြင်းများပြုလုပ်တဲ့အခါမှာစက်ဤလက်တံ2ဆအကွာအဝေးအတွင်းမှာစက်ပစ္စည်းများနဲ့လူများအတူတူလုပ်ကင်ခြင်းမပြုရပါတစ်တော်သုံးစက်ပစ္စည်းများရဲ့ပစ္စည်းတဲ့နေရာမှာအတူစီးနှင်းပြီးရွှေ့ပြောင်းခြင်းကိုမလုပ်ရပါဝါယာကျိုးအတွင်းတောင်းရှိလုပ်ငန်းသည်အန္တရာယ်ရှိနိုင်တဲ့အတွက်ကြောင့်ထိုဧရိယာအတွင်းသို့ဝင်ရောက်ခြင်းအားတားမြစ်ထားပါသည်ဆွဲထားသောဝင်များအန္တရာယ်ရှိနိုင်သည့်အတွက်ထိုနေရာများသို့ဝင်ရောက်ခြင်းတားမြစ်ထားပါသည်အသားမကျတဲ့နေထိုင်မှုဘဝမှာတခါတရံပူပင်တော့ကတွေရှိနိုင်ပါတယ်တယောက်တည်းမပူဆွေးပါနဲ့တယောက်တည်းကြိတ်မခံစားပဲဘေးပတ်ဝန်းကျင်ကလူတွေနဲ့ဆွေးနွေးတိုင်ပင်ကြရအောင်ဘေးကင်းစွာနဲ့လုပ်ငန်းလှုပ်ဆောင်နိုင်ရန်အတွက်လူတိုင်းရဲ့နားလည်မှုနဲ့မှန်ကန်တဲ့လှုပ်ဆောင်ချက်ဟာအလွန်အရေးကြီးပါတယ်ဤဗီဒီယိုနဲ့မိတ်ဆက်ပေးခဲ့တဲ့တစ်လုပ်ငန်းအကြောင်းကိုတိတိကျကျနားလည်သဘောပေါက်စေလိုပါတယ်။တင်းတို့ရဲ့ကျန်းမာရေးနဲ့ဘေးကင်းရေးသည်ကျွန်ုပ်တို့၏ရည်မှန်းချက်ဖြစ်ပါတယ်။